Hi guys 皆さんこんにちはဖြူဖြစ်ပါတယ်ဒီနေ့မှာတော့ဖြူကသတင်းစာစကောလာနဲ့ပတ်သက်ပြီးတော့ပြောပြပေးချင်ပါတယ်ပထမဆုံးအနေနဲ့သတင်းစာစကောလာအကြောင်းကိုမပြောခင်မှာဖြူနည်းငယ်ပြောပြချင်တာလေးရှိပါတယ်အဲ့ဒါကတော့ဖြူဒီဗီဒီယိုမတိုင်ရင်မှာပေါ့နော်သတင်းစာစကောလာနဲ့ပတ်သက်ပြီးတော့အများကြီးတင်ပေးခဲ့ပူပါတယ်ဒါပေမဲ့ဖြူလိုရဲ့ချက်တွေရှိရလို့ခံစားရလို့ပေါ့နော်အဲ့ဗီဒီယိုတွေကတော့လောလောဆယ်မှာအကုန်လုံးဖြတ်ထားပါတယ်ဒီဗီဒီယိုကနေစတင်ပြီးတော့သတင်းစာစကောလာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစက်တိုက်တင်သွားပေးဖို့ပြင်ဆင်နေပါတယ်အဲ့အတွက်ဖြူကိုစောင့်ကြည့်ပေးကြပါအောင်လို့အရင်ဆုံးပြောချင်ပါတယ်ဆိုတော့အရင်ဗီဒီယိုတွေကိုကြည့်ပြီးတော့ဖြူကိုသိနေမဲ့လူနေငယ်လေးရှိသလိုခုမှဒီဗီဒီယိုမြင်ပြီးတော့သိမဲ့သူတွေလေးရှိရပေါ့နော်အဲ့အတွက်ဖြူအရင်ဆုံးအနေနဲ့ကိုintro လေးနဲ့ဝင်နေတယ်ပေါ့နော်ဖြူကတော့ဒီ2025ခုနှစ်လေးလပိုင်း intake မှာပေါ့နော်သတင်းစာစကောလာနဲ့နာဂိုယာမြို့ကိုလာခဲ့တာဖြစ်ပါတယ်အခုကတော့ဒီနာဂိုယာမှာပဲ Japanese language school ပေါ့နော်နီဟွန်ဂိုကခုတက်ရင်နဲ့သတင်းစာပို့နေတာ6လရှိပါပြီဆိုတော့သတင်းစာစကောလာဆိုတာဘာလဲပေါ့နော်သတင်းစာစကောလာဆိုတာကတကယ်တော့ဒီဂျပန်နိုင်ငံမှာရှိတဲ့သတင်းစာတိုက်တွေကနေမြန်မာနိုင်ငံအပါအဝင်ဒီအေရှနိုင်ငံတော်တော်များများမှာဂျပန်နိုင်ငံမှာလာပြီးတော့ကျောင်းတက်ချင်တဲ့ကျောင်းသားကျောင်းသူတွေကိုပေးတဲ့စကောလာပေါ့နော်အဓိကကတော့ language school သမားတွေကိုပေးတာများပါတယ်ဒီအရင်ဆုံးအနေနဲ့ language school နဲ့ join ပြီးတော့လာပြီးတော့ဒီရောက်မှတက္ကသိုလ်ဆက်တက်မယ် college ဆက်တက်မယ်ဆိုရင်လည်းသတင်းစာစကောလာကဆက်ယူလို့ရပါတယ်ဆိုတော့သတင်းစာစကောလာကဘယ်လိုလူတွေရှောက်လို့ရလဲသတင်းစာစကောလာကိုရှောက်မယ်ဆိုရင်မြန်မာနိုင်ငံမှာအနည်းဆုံးပညာရေးရည်ချင်းကအခြေခံအထက်တန်းအောင်မြင်ထားပါမယ်အခြေခံထက်တန်းဆိုတဲ့နေရာမှာစနစ်ဟောင်း10တန်းသမားနဲ့စနစ်သစ်12တန်းဆိုလိုပါတယ်ပြီးကြတော့အသက်18နှစ်ကနေ25 28အတွင်းရှိရသူဖြစ်ရမယ်ပေါ့နော်ဘာလို့25 28အတွင်းရှိရမယ်လို့ပြောရလဲကတော့ဒီခေါ်ပေးတဲ့တင်တန်းပေါ်မှာမူတည်ပြီးတော့အသက်ကန့်သတ်ချက်ကကွာလို့ပါအနည်းဆုံးကတော့သက်18နှစ်ပြည့်ထားပြီးရမယ်တချို့တင်တန်းတွေကလည်း25နှစ်တွင်ခေါ်တယ်တချို့တင်တန်းတွေကလည်း28နှစ်တွင်ခေါ်တယ်တချို့အသက်30တိခေါ်ပြီးတဲ့တင်တန်းတွေလည်းရှိရဲအသက်မကန့်သက်တဲ့တင်တန်းတွေလည်းရှိရဲပေါ့နော်အဲ့ဒါတော့ကိုရွေးချယ်မဲ့တင်တန်းပေါ်မူတည်ပြီးတော့တတိချာချာလေးစုံစမ်းပေးပါလို့ပဲပြောချင်ပါတယ်နောက်တစ်ချက်ကတော့ဗာလဲဆိုရေမောင်းလိုင်စင်ရှိရပါမယ်ရေမောင်းလိုင်စင်ဆိုတဲ့နေရာမှာကာကြီးလိုင်စင်လည်းရပါတယ်ခါဝေးလိုင်စင်လည်းရပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ခါဝေးလိုင်စင်ရှိရသူတွေကိုပို့ပြီးတော့ဦးစားပေးခေါ်ပါတယ်အဲ့ဒါကတော့မိနာဆန်တို့အတွက် tip လေးတစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့ဗာလဲဆိုတော့passport PV ဒါမှမဟုတ် PE ကင်ဆောင်ထားတဲ့သူဖြစ်ရမယ်နောက်တစ်ချက်ကဗာလဲဆိုတော့သတင်းစာစကောလာရှောက်မယ်ဆိုရင် M4 အနည်းဆုံးအောင်ထားပါမယ်ဂျပန်ဒီ JLPT M4 ဆံမေးပွဲအနည်းဆုံးအောင်ထားပြီးတော့ N3 ရှိရသူတွေဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့ဘယ်လိုလူတွေရှောက်လို့ရလဲဆိုတဲ့အကြောင်းအရာပေါ့နော်အဲ့တော့ဒီဗီဒီယိုကတော့သတင်းစာစကောလာကဘာလဲဆိုရင်ဂျပန်နိုင်ငံမှာရှိတဲ့သတင်းစာတိုက်တွေကနေကျောင်းသားကျောင်းသူတွေကိုဒီကျောင်းသားကစိုက်ထုတ်ပေးပြီးတော့ကျောင်းသားကျောင်းသူတွေကနေပြီးတော့သတင်းစာပြန်ပို့ပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်နောက်ဗီဒီယိုမှာတော့ဖြူကသတင်းစာစကောလာရဲ့အားနည်းချက်နဲ့အားသာချက်တွေကိုပြပြပေးပါမယ်အဲ့အတွက်လိုက်ခဲ့ပေးပါအောင်ရှင်